ပရိသတ်တွေမင်းနေပြီးတော်တွေတည်ထောင်ခဲ့စဉ်ကတည်းကနှစ်ပြည်တစ်ပြည်တန်ခဲတမန်ငင်းကစလို့လူမှုစီးပွားကူးသန်းရောင်းဝယ်မှုတွေရှက်နွယ်ခဲ့ကြတဲ့မြန်မာနဲ့ထိုင်းဟာရေမြေနယ်နိမိတ်တွေပါမိုင်ထောင်ကြီးဆက်ဆက်လို့နေပါတယ်။ရခိုင်ကတည်းကမြန်မာပြည်သူအများအပြားရွှေ့ပြောင်းအလုပ်သမားတွေအဖြစ်လုပ်ကင်ကြတဲ့ထိုင်းနိုင်ငံကိုစစ်မှုထမ်းဥပဒေနဲ့ပြည်တွင်းရေးအခြေအနေတွေကြောင့်မြန်မာနိုင်ငံသားတွေပိုလို့တိုးကပြောင်းရွှေ့နေထိုင်လာကြပါတယ်။အခြေခံရွှေ့ပြောင်းလုပ်သားရေးလို့သတ်မှတ်ထားတဲ့ထိုင်းရောက်မြန်မာလူဦးရေကတဲ့အနည်းဆုံး4 သန်းကျော်ကနေ9 သန်းနီးပါးရှိနေပြီလို့အလုပ်သမားအရေးဆောင်ရွက်သူတွေကခန့်မှန်းပြောဆိုထားကြပါတယ်။ဒါပေမဲ့ဒီလိုကာယလုပ်သားတွေတင်မကပဲညာနာလုပ်သားတွေအပါလူဒန်းစားဆောင်ဟာလက်ရှိထိုင်းနိုင်ငံတွင်မှီတင်းနေထိုင်နေကြပါတယ်။ကိုယ့်အိမ်ထဲကိုဧည့်သည်တွေရောက်လာပြီဆိုအိမ်ရှင်တွေဟာဧည့်ဝတ်ပြုကြသလိုတစ်ဖက်မှာလည်းအကဲခတ်တတ်ကြပါတယ်။ဒီလိုဧည့်သည်တွေအများပြအိမ်ဝိုင်းထဲရောက်လာတဲ့အချိန်မှာအိမ်ရှင်ထိုင်းနိုင်ငံသားတွေဟာလည်းအကဲဖြတ်ချက်ပုံရိပ်တွေမြောက်များစွာရှိပါတယ်။ဒီထဲကပထမပုံရိပ်ကတော့ဈေးကွက်မှာဒုတိယအထိအဝယ်လိုက်သွားတဲ့မြန်မာလူမျိုးတွေရဲ့ကွန်ဒိုဝယ်ယူမှုပါပဲ Some news said that they were not nice. Some group, of course, I didn't know until I read more news about the real estates that there are more numbers of Myanmar people purchase the condo units here in Thailand. ဒီလိုမြန်မာကြေးရတဲ့လူအတိုင်းဝိုင်းရဲ့ထိုင်းနိုင်ငံတွင်ငွေကြေးသုံးစွဲနိုင်မှုတွေအပြင်တစ်ဖက်မှာလည်းအခြေခံရွှေ့ပြောင်းနေထိုင်သူတွေရဲ့စာဝတ်နေရေးရည်တည်ရေးအတွက်အလုပ်ကိုင်ရှာဖွေမှုတွေဟာမြင့်တက်လာခဲ့ပါတယ်။ခရီးသွားလုပ်ငန်းဖွံ့ဖြိုးပြီးဝန်ဆောင်မှုလုပ်ငန်းတွေပေါ်တဲ့ထိုင်းနိုင်ငံရဲ့စားတောက်ဆိုင်လုပ်ငန်းတွေဝန်ဆောင်မှုပေးတဲ့ကဏ္ဍတွေမှာဝင်ရောက်လုပ်ကိုင်ကြတဲ့မြန်မာအရေးအတွက်ကလည်းတဖြည်းဖြည်းများပြားလို့လာပါတယ်။ I think like in Chiang Mai it was more obvious to me. People that work for the restaurants, like especially in the hospitality field, and that's what I got noticed. ဒီလိုအချိန်ကာလတိုတွင်ပြောင်းရွှေ့အခြေချရမှုတွေကမြန်မာတွေအတွက်လည်းကတိုင်းကရိုက်နဲ့စိန်ခေါ်မှုတွေရှိသလိုဒီအပေါ်မှာလည်းထိုင်းလူမျိုးတွေအနေနဲ့စာနာနားလည်မှုရှိကြပါတယ် Honestly, I don't know much about after I saw news about many people migrate. I feel so sorry for them and hope they find a better life. Yes. I think it's important to have a good leader and peace in every country. နေ့တလူကဖြတ်တန်းကြတဲ့အလေးကျင့်တွေဟာခြားနားကြသလိုဒါကပဲလူအဖွဲ့အစည်းနှစ်ခုကြားစိန်ခေါ်မှုပုံစံသေးသေးလေးတွေဖြစ်လာစေတာပါပဲမိုးလင်းလို့ရက်ကွက်ဓမာယုံကစလမ်းပေါ်ကတတီတီမြည်နေတဲ့အကောင်းဟွန်းတန်တွေအစုံလော့စပီကာယဉ်ကျေးမှုနဲ့အသားကျနေတဲ့မြန်မာလူမျိုးတွေအတွက်ထိုင်းလူမျိုးတွေရဲ့ဇယိုက်ကနာရီပါရီရှိလာပါတယ်ဒီလိုပါပဲတရားဥကကွန်းနုဝငမြာကဆေးရည်လို့စာဆိုကြတဲ့အထိမြန်မာတို့ရဲ့ကွန်စာစီးစားတဲ့ယဉ်ကျေးမှုကအင်းကြီးထိုင်းတို့အတွက်တော့အနှမ်းငယ်မနှိမ့်မြို့စရာဖြစ်နေပါတယ်ဒါကလည်းလက်လွတ်စပယ်မြင်မြင်ရာကိုယ်စိုးထွေးမှုတွေကြောင့်ဖြစ်လာရတာပါပဲ One example, people who eat the red thing, how do you call that? That's what I heard. Like I said, this answer might sound a bit like stereotyping. Split it like everywhere, and then that's what they shouldn't do. ရုံးမရောက်ရင်ရုံးမလိုကျင့်လို့ဆိုယူအတိုင်းမြန်မာလူမျိုးတွေအတွက်တော့အင်ရှင်ထိုင်းနိုင်ငံသားတွေအလေးစိတ်ကိုနားလည်မှုရှိဖို့လိုအပ်ပါတယ်။လူရှိရင်ပြဿနာရှိမြဲဆိုသလိုမြန်မာနိုင်ငံသားတွေရဲ့ဒုစရိုက်ကျူးလွန်ကြတဲ့သတင်းတွေဟာလည်းရှိနေပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းကိုညီတတ်တဲ့မြန်မာစင်ရင်ဟာထိုင်းလူမျိုးတွေအတွက်ဘဝင်ကျစရာနှစ်သက်ဖွယ်အကောင်းပုံရိပ်တွေဆောင်လျက်ရှိပါတယ်။ About my thought, right? They're very kind and respectful and hardworking. ရေခံမြေခံတာမကဘာသာတရားထွန်းကားမှုပါတူညီတဲ့ထိုင်းနဲ့မြန်မာဟာအခြေခံဝန်စားစီရင်မှုတွေကစလို့အနုသုခမလက်ရာတွေရည်ကျင်းမှုဓလေ့ထုံးစံတွေပွဲလန်းသမင်တွေကအစားစင်တူမှုတွေများပြားလာပါတယ်မြန်မာတို့အတွက်တန်ဖိုးမဖြတ်နိုင်တဲ့တကြံပွဲတော်ဟာထိုင်းလူမျိုးတို့စီမှာလည်းစုံကရန်ရဲလို့နှစ်သက်ကိုရေကစားပွဲအဖြစ်ရှိပါတယ်ဗုဒ္ဓဘာသာကိုးကွယ်ကြတဲ့နှစ်ပြည်တောင်မှာတရင်ကျွရဲလို့မြန်မာလူမျိုးတွေကစီမီထုံးလို့တက်ကြီးပူဇော်ပွဲလုပ်ကြချိန်မှာထိုင်းလူမျိုးတွေအတွက်လည်းလွိုင်ကထုံလို့ခေါ်တဲ့စီမီထုံးပူဇော်ပွဲရှိနေပါတယ်။တဦးနဲ့တူတွေးဆုံလို့နှုတ်ဆက်ကြတဲ့အခါမြန်မာတို့ကမင်္ဂလာပါလို့လက်ဥချီနှုတ်ဆက်လေးရှိကြသလိုထိုင်းတို့ကလည်းစာဝါရီခတ်ပြေလို့လက်ဥချီနှုတ်ဆက်ကြပါတယ်။လူမှုသဟဇာတဖြစ်မှုဆိုတာလူတဦးနဲ့တဦးကြားလူအဖွဲ့အစည်းတစ်ခုနဲ့တစ်ခုကြား
ညီညွတ်မြတ်တာမှုရှိနဲ့ငြင်းငြင်းချမ်းချမ်းရှင်တွဲနေထိုင်နိုင်ခြင်းပါပဲ။ကိုင်းကျွန်းမီကျွန်းကိုင်းမီရဲ့လို့ဆိုကြသလိုတဦးနဲ့တဦးကြားကမတူညီကွဲပြားမှုတွေကနေတဆင့်အားသာချက်တွေကိုရှာဖွေပြီးချင်းချင်းအမိတဟဲပြုလို့ပုံမကောင်းမွန်တဲ့ရပ်ဝန်းတွေကိုတိဆောက်ကြခြင်းဖြစ်ပါတယ်။ဒီလိုမျိုးမတူကွဲပြားမှုတွေကနေအားသာချက်တွေကိုပြန်ရှာတဲ့အခါမှာလဲတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်နားလည်မှုရှိပြီးတယောက်ကြောင်းတယောက်ပုံမနားလည်ဖို့အတွက်ဆိုရင်တယောက်ရဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေအကြောင်းကိုလည်းတခြားတယောက်ကသိရှိနားလည်ဖို့လိုပါတယ်။ယဉ်ကျေးမှုဓလေ့ထုံးတမ်းတဲ့တမိုင်းကြောင်းတွေကျွဲဝတဲ့လူအတိုင်းအဝန်းမှာတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်နားလည်မှုရှိပြီးကုညီရိုင်းပင်းကြဖို့ကငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်မှုအတွက်အဓိကအချက်ဖြစ်တယ်ဆိုတာကိုမိမောင်းထိုးပြလိုက်ခြင်းပါတယ်။